ကြားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့အေးလို့ပါအခုကတော့ပတ်ကြီးမွန်တော့ကနေမဒီကယ်သေးလေးကိုကျွန်တော်တို့ဗာလဲဟိုဒီလိုစတေကာလေးနဲ့လဲလို့ရတဲ့အကြောင်းကျွန်တော်လာပြောရခြင်းဖြစ်ပါတယ်နော်လူချင်းမင်းတို့လည်းသိအောင်နော်လားဒါတော့ကျွန်တော်ဗီဒီယိုမြန်ထားပဲဖြစ်ပါတယ်လူချင်းမင်းတို့ဘယ်လောက်ကန်ကောင်းမလဲကျွန်တော်လဲပုံလဲနေနဲ့အဲ့လိုလဲသွားမယ်နော် point 2000တိအောင်လဲသွားပါမယ်ခင်ဗျာကျွန်တော်အခုတော့မြန်ထားလို့ပါခင်ဗျာနော်ကလူချင်းမင်းတို့ကဘယ်လောက်တိကန်ကောင်းမလဲဆိုတော့လားလူချင်းမင်းတို့ဘယ်လောက်ရမလဲကျွန်တော်တော့တိတ်မကံမကောင်းပါဘူးဗျာဒီစတေကာလေးအဲ့လိုလဲသွားမှာပေါ့နော်ပြီးတော့ပြန်ဝင်ပြီးတော့အခုကလေကျွန်တော်မြန်ထားတာနော်အဲ့လိုလေးဖောက်ပြရမယ်တက်ကလေးလို့လုပ်ပြီးကျွန်တော်မြန်ထားအောင်ဖြစ်ပါတယ်အရင်ဆုံးတော့ဒါလေးပေါ့နော်ဒီကလေးပေါ့ပြီးရင်လာပြီးကျွန်တော်အိစုသုံးမြင့်တဲ့ဟာလေးကိုကျွန်တော်တို့ဟိုမတ်တစ်ကွိုင်တုံးတွေလို့လဲတဲ့ဟာလေးနဲ့ဆိုရပါတယ်ခင်ဗျာမတူကသေးလေးလေးပေါက်တယ်နော်ဒီမှာစာကြည့်အမှလူကြီးမင်းတို့ဘယ်လောက်ကန်ကောင်းမလဲကျွန်တော် comment အောက်မှာရေးပြကြပါဦးခင်ဗျာကျွန်တော်တော့ကံမဆိုးပါတယ်တိမ်ပေါက်ပေါက်တစ်ချောင်းမရတယ်ကဲနော်အမကြည့်အဲ့လိုလေးရနော်အိတ်သူဟာ level တင်ဖို့တယ်မတီးလေးလေးလေးရသေးနော်ကျွန်တော်တော့တတုံးနဲ့ဟိုဟာတတုံးမရမတီးတစ်ချောင်းမရအားလုံးဘိုင်